ဘုန်းတော်ဘာသာတရားမှာ90လောက်ကအဲ့ဒီအယူရှိတယ်ဒီဘဝကဝိညာဉ်ကောင်းလေးနောက်ဘဝခန္ဓာတဲ့ကူတယ်ဒီဘဝကလေးပြားကောင်းလေးနောက်ဘဝခန္ဓာတဲ့ဝင်တယ်ဆိုတကယ်တမ်းကျတော့ဒီဘဝမှာဥစ္စံအားလုံးပြီးသွားပြီအားလုံးပြီးသွားပြီရုပ်လည်းချုပ်တယ်နာမ်လည်းချုပ်တယ်နောက်ဘဝကိုဘာမှမကူဘူးရုပ်လည်းမကူနာမ်လည်းမကူ9ရက်နေတယ်ဆိုတော့လည်းမဟုတ်ဘူးသူကသူဘဝသူရောက်မဲ့ဘဝချက်ချင်းရောက်သွားတာပဲဘယ်မှ9ရက်မနေဘူးဥစ္စံစာရွက်တစ်ရွက်ရှိတယ်စာရွက်တစ်ရွက်မှာစာမျက်နှာနှစ်ဖက်ရှိတယ်စာမျက်နှာ1နဲ့စာမျက်နှာ2နောက်ဘဝကူတယ်ဆိုတာအဲ့ဒါပဲ1နဲ့2ပြောင်းလိုက်တာပဲရှိတယ်ဘာမှအဝေးကြီးမရှိဘူးဒါကြောင့်နောက်ဘဝဆိုတာအဝေးကြီးမဟုတ်ဘူးတကယ်တမ်းကျတော့စာမျက်နှာဟုတ်ပဲဒီပဲစာမျက်နှာလေးကတ်နေတယ်လို့ပဲစာမျက်နှာစာရွက်တစ်ရွက်ထဲမှာစာမျက်နှာလေးဟုတ်ပဲဒီပဲစာမျက်နှာ1နဲ့စာမျက်နှာ2နဲ့ကတ်နေတယ်လို့ပဲဒီဘက်ကဘဝကစာမျက်နှာ1ဆိုရင်နောက်ဘဝကစာမျက်နှာ2ပဲခဏလေးပဲသူကမကြောက်ဒါကြောင့်9ရက်နေတယ်ဆိုတော့လည်းမဟုတ်ဘူးသူရောက်မဲ့ဘဝကိုချက်ချင်းတန်းရောက်တာဘယ်ဘဝရောက်မလဲသူရောက်မဲ့ဘဝဒါတွေတန်းရောက်တာအဲ့တော့ရောက်တယ်ဆိုတော့လည်းစောစောပြောသလိုဒီဘဝမှာရှိတဲ့ယုံနံကဒီဘဝမှာပဲချုပ်သွားတာနောက်ဘဝကိုယုတ်လည်းမကူဘူးနံလည်းမကူဘူးနောက်ဘဝမှာယုတ်တဲ့နံတဲ့နဲ့ဘဝတည်မှာဖြစ်တယ်ဒီဘဝကနေနောက်ဘဝကိုယုတ်တဲ့နံတွေကူးသွားတယ်လက်ပြကောင်းတွေကူးသွားတယ်လို့ယူရင်အဲ့ဒါတတ္တရာဒိဋ္ဌိပဲကြီးမားတဲ့ဒိဋ္ဌိမှားယွင်းတဲ့ဒိဋ္ဌိပဲအမှန်တန်ကြောက်ဖို့ကောင်းတယ်အပယ်အထိရောက်စေနိုင်တယ်နောက်တစ်ခါဒီဘဝနဲ့နောက်ဘဝဘာမှမဆိုင်ဘူးလို့ယူရင်လည်းအဲ့ဒါဥစ္စေတာဒိဋ္ဌိပဲဒါဆိုဘယ်လိုယူရမလဲဒီဘုတော်တို့မှန်ကန်အောင်ဒီဘဝကယုတ်တဲ့နံတွေကတော့နောက်ဘဝကိုကူးမသွားဘူးနောက်ဘဝမှာယုတ်တဲ့နံတွေနဲ့ဖြစ်မယ်ဘဝတည်းမှာဖြစ်မယ်ဒါပေမဲ့ဒီဘဝကပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ကံဟိုးအနမတကတန္တရာဦးဇင်းတို့ဖြတ်တန်းလာခဲ့တဲ့ဘဝတွေအများကြီးပဲနောက်ဘဝကိုပြန်ပြီးတော့ကြည်အသက်တာပဲဤလိုတတန်းတာကုံလို့လူဟာသိရင်သိသွားမယ်အဲ့ဒီကိုယ့်ဘဝအစမရောက်ဘူးဒါကြောင့်မလို့အစကိုမပြန်နဲ့တဲ့မြတ်စွာဘုရားကဘာဖြစ်လို့လဲအစပြန်နေဘာမှအကျိုးမရှိဘူးလေငါဘယ်ဘဝဖြစ်လာတာလဲအဲ့ဒီဘဝမတန်ခင်ဘယ်ဘဝဖြစ်လာတဲ့အဲ့ဒီဘဝမတန်ခင်ဘယ်ဘဝဖြစ်တဲ့နောက်ကိုပြန်ကြည့်တဘောကြီးတစ်ပတ်ပြန်ကြည့်ကိုယ်အသက်ကုန်လာသွားမယ်တက်တန်းပြည့်လို့သာကုန်သွားမယ်အဲ့ဒီပုဂ္ဂိုလ်ကဘဝအစကိုပြန်ပြီးတော့မရောက်နိုင်သေးဘူးဒါကြောင့်မလို့အစကိုမရှာနဲ့အဆုံးကိုပဲရှာအစရှာနေတာအကျိုးမရှိဘူးအဆုံးရှာတာကအကျိုးရှိတယ်အဲ့တော့ဘဝတန္တရာတွေမှာဦးဇင်းတို့ကကောင်းတာတွေလည်းပြုခဲ့မှာပဲမကောင်းတာတွေလည်းပြုခဲ့မှာပဲပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကောင်းတာမကောင်းတာပြုခဲ့တဲ့ကောင်းကံမကောင်းတာမှန်သမျှမှာဦးဇင်းတို့ရဲ့တဏ္ဍာမှာရှိနေတယ်ခုလက်ရှိရှိနေတဲ့စိတ်တဏ္ဍာမှာရှိနေတယ်အဲ့တော့နောက်ဘဝကျတော့ဒီဘဝကပြုတဲ့ကုသိုလ်အကုသိုလ်ကနောက်ဘဝနဲ့မဆိုင်ဘူးလားဆိုတော့ဆိုင်တယ်ကမ္မတတ္တိနဲ့သူကအကျိုးပေးမယ်ဒီဘဝကယုတ်တဲ့နံတွေကတော့နောက်ဘဝကိုမကူးဘူးနောက်ဘဝမှာယုတ်တဲ့နံတဲ့နဲ့ဘဝတဲ့မှာဖြစ်တယ်ဒါပေမဲ့ဦးဇင်းတို့ဘဝတန္တရာတစ်လျှောက်လုံးမှာပြုခါတဲ့ကုသိုလ်အကုသိုလ်တွေရဲ့ဒီဘဝမှာပြုတဲ့ကုသိုလ်အကုသိုလ်တွေကတော့ပြောင်းမသွားဘူးသူကကမ္မတတ္တိနဲ့နောက်ဘဝကိုလိုက်ပြီးတော့အကျိုးပေးတယ်ဒီဘဝကနေကူးသွားတော့မဟုတ်ဘူးနော်ဒါပေမဲ့ကမ္မတတ္တိနဲ့သူကနောက်ဘဝမှာအကျိုးပေးမှာအဲ့ဒါကတော့လုံးဝပြောင်းမသွားဘူးအဟောတိကမဖြစ်သမျှကာလပတ်လုံးယဟန္တာဖြစ်သွားရင်အကုန်ကုန်တယ်ဒကာဓမ္မတွေကဒီဘဝမှာတရားတွေအားထုတ်လို့တရားစခန်းတွေဝင်လို့နောက်ဆုံးယဟန္တာဖြစ်သွားတယ်ပေါ့အရတ္တမအရတ္တဖို့လေးမဲ့လေးဖို့ရတယ်သစ္စာတရားတွေသိပြီးတော့သောတာပတ္တိမဲ့သောတာပတ္တိဖို့သဂရဂါမိမဲ့သရဂါမိဖို့အနာဂါမိမဲ့အနာဂါမိဖို့အဲ့ဒီအထိလေးမဲ့လေးဖို့ဒီရလို့ဒီဘဝမှာဒကာဓမ္မတွေယဟန္တာဖြစ်သွားရင်ကိုတန္တရာတစ်လျှောက်လုံးမှာပြုတ်ကြတဲ့ကုသိုလ်တွေရောအကုသိုလ်တွေရောအကုန်လုံးအဟောတိကံဖြစ်တယ်နောက်ဘဝတန္တရာကိုမရှိတော့ဘူးနောက်အကျိုးပေးစရာမရှိတော့အဲ့လိုမှမဟုတ်သေးရင်တော့ဦးဇင်းတို့ယဟန္တာမဖြစ်သေးဘူးဆိုရင်တော့ကိုပြုလာခဲ့တဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်စီမှာကိုယ့်ရဲ့တဏ္ဍာမှာသူကကာမတ္တိနဲ့အမြဲတမ်းသူကအကျိုးပေးနေမှာ